United တင်ကိုချိန်မုံပြစ်ချင်တယ်လို့ကြုံရလိုက်တဲ့ချာကီဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester City တင်အတွက်ဘောလုံးတစ်ချက်တောင်မကန်ရသေးပေမဲ့ကျဝင်းကစားသမားတဲ့ Ryan Cherki ကတော့သူ့ရဲ့ပွင့်လင်းပြသတဲ့စကားတွေကြောင့်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရပါပြီ။ Kevin De Bruyne ထွက်ခွာသွားမှုကြောင့်ဖြစ်ပေါ်လာတဲ့တိုက်စစ်ပိုင်းဖန်နီးနိုင်စွမ်းလင်းဟာမှုကိုဖြည့်တင်းမှုခေါ်ယူခံခဲ့ရသူချာကီဟာအသင်းနဲ့တူရာသီကြိုလေ့ကျင့်ရေးဆင်းနေရင်သူ့ရဲ့ရည်မှန်းချက်ကြီးတွေကိုအခုလိုမျိုးပဲချပြခဲ့ပါတယ်။သူ့ရဲ့ပြောရ Man City ကသူ့ကိုကမ္ဘာအကောင်ဆုံးဘောလုံးသမားစုဘောလုံးတော်စုကူးနိုင်အောင်လို့ပံ့ပိုးပေးနိုင်မဲ့ကလပ်ဖြစ်တယ်လို့ဆိုပါတယ်။ပြီးတော့သူက De Bruyne နေရာကိုအစားထိုးတာမဟုတ်ကြောင်းဘယ်သူမှ De Bruyne လို့ကန်နဝင်ကစားသမားနေရာကိုအစားထိုးလို့မရဘူးလို့လည်းဝန်ခံခဲ့ပါတယ်။အရေးကြီးဆုံးကတော့သူက Manchester United ကိုချိန်မုံပြစ်ချင်တယ်လို့ပြောခဲ့တာပါ။မိနစ်ပိုင်းအတွင်းမှာသူပြောခဲ့တဲ့စကားလုံးတိုင်းက Man City ပရိသတ်တွေအတွက်တော့နဝင်ပြန်ဖြစ်စေခဲ့မှတေချာမှာလိုင်ယွန်တင်ကနေပေါင်တန်30.4 သန်းနဲ့ပြောင်းရွှေ့လာတဲ့ချာကီကလူငယ်ကစားသမားဘဝကလေးက United ရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့သူပါ။ဒါပေမဲ့ပြီးခဲ့တဲ့ April လက Old Trafford မှာလိုင်ယွန်အသင်း9-4 နဲ့ရှုံးနိမ့်ခဲ့တဲ့ Europa League ပွဲစဉ်ကအဖြစ်အပျက်တွေကသူ့ United ပေါ်မှာအမြင်တစ်မျိုးဖြစ်စေခဲ့ပါတယ်။ကျွန်တော်ကလိုင်ယွန်သားတယောက်ဖြစ်တဲ့အတွက် Manchester United ကလိုင်ယွန်ကိုအနိုင်ရသွားတာမကြိုက်ခဲ့ဘူး။အခုတော့သူတို့ချိန်မုံပြစ်ဖို့အဲ့ဒီပွဲကိုကျွန်တော်စောင့်နေပြီ။ကျွန်တော်က Manchester City ကိုပဲလာချင်ခဲ့တာလို့သူကဆက်ပြီးတော့ပြောပါတယ်။ချာကီက Man City ကိုရွေးချယ်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့နီးပြဖက်ခွာရီလာကြောင့်ဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောပါတယ်။ကျွန်တော်ဖတ်နဲ့စကားပြောပြတဲ့သူကကျွန်တော်ကိုလိုချင်နေဆိုတာအရန်အောင်ရှင်းနေတယ်ဒီအသင်းရဲ့ကစားကွက်ကလပ်တင်တဲ့မျိုးရအရန်ကောင်းတယ်ကျွန်တော်ကအောင်မြင်မှုတွေလိုချင်တယ်မန်စီးတီးကလည်းအရာအားလုံးကိုအနိုင်ယူချင်တဲ့အသင်းမှာဒါကျွန်တော်တို့အကောင်ဆုံးပါဒီမှာရူဒီဘောလုံးတို့စုရသွားတာကိုကြည့်လိုက်ပါမန်စီးတီးနဲ့ဆိုရင်ဒီစုကိုရနိုင်တယ်ဆိုတာတော့ရှင်းနေတာပဲကျွန်တော်ဒီလိုလာတာအဲ့ဒီအတွက်ပဲလို့သူ့ရဲ့ရည်မှန်းချက်ကြီးကိုချပြခဲ့ပါတယ်သူ့ရဲ့ယုံကြည်မှုတွေကအထင်သာပေါ်နေပေမဲ့ချာကီကဒီဘရိုင်းနာနဲ့နှိုင်းယှဉ်တာတွေကိုတော့ရှောင်ရှားသွားခဲ့ပါတယ်ကျွန်တော်က Kevin De Bruyne မဟုတ်ပါဘူး။သူကဒီကလပ်ရဲ့ကန်နဝင်မှာကျွန်တော်ကအသင်းကိုကူညီဖို့ဒီကိုရောက်နေတာ။ကျွန်တော်တို့မှာကမ္ဘာအကောင်ဆုံးကစားသမားတွေရှိတယ်။ကျွန်တော်စူးစမ်းပြီးတော့ကိုယ့်လှည့်ကိုဆောင်မှာပါလို့နှိမ်ချစွာနဲ့ပြောဆိုခဲ့ပါတယ်။ဖက်ကွာဒီလာကသူ့ကိုကွင်းထဲမှာဘယ်လိုမျိုးအသုံးချမလဲဆိုတာကိုလည်းသူကအခုလိုမျိုးပဲရှင်းပြခဲ့ပါတယ်။ဖက်ကကျွန်တော်ကိုပြောတယ်သူကနံပါတ်30ကစားသမားတွေကိုသဘောကျတယ်တဲ့။ဒါပေမဲ့ကျွန်တော်ကအခုကွင်းထဲကနေရာဆုံးမှာကစားနိုင်တယ်။ဖက်ကမင်းဘောလုံးရလာတဲ့အချိန်မှာမင်းလွတ်လပ်တယ် you are free လို့ပြောခဲ့တယ်။ဒါကကျွန်တော်တို့အရန်ကောင်းတဲ့အချက်ပဲဘာလို့လဲဆိုတော့ဒါအသင်းကိုကူညီနိုင်မဲ့ကျွန်တော်ရဲ့အဓိကအရေးသွေးဖြစ်လို့ပါမယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်